တင်လုံးဝမတည်သေးတဲ့ကဘာပေါ်ကအန်အောဖွယ်ရအချက်၅ချက်ကဘာကြီးဟာကျွန်တော်တို့ထင်ထားတာချက်ပိုပြီးစမ်းကြဲပါလေဒီနေ့မှာတော့မိဆွေတို့ကြားဖို့မှမဟုတ်တဲ့အန်အောဖို့ကောင်းတဲ့အချက်၅ချက်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1သေဆုံးခြင်းမရှိတဲ့ဂျယ်လီငါကဘာပေါ်မှာထာဝရတက်ရှင်နိုင်တဲ့တရဝရှိတယ်ဆိုတာသင်သိပါသလားTurritopsis doni လို့ခေါ်တဲ့ဂျယ်လီငါမျိုးစိတ်ဟာအိုမင်းရင့်ရော်လာတဲ့အခါဒါမှမဟုတ်ထိခိုက်ထန်ရတဲ့အခါသူတို့ရဲ့ cell တွေကိုအကောင်ပေါက်အဆင့်ထိပြန်လဲပြောင်းလဲပြနိုင်ပါတယ်ဆိုလိုတာကသူတို့ဟာတဘာဝအတိုင်းဆိုဘယ်တော့မှအိုမင်းပြီးမသေးဆုံးနိုင်ပါဘူးနံပါတ်2စိတ်မိုးရွာတဲ့ဂျိုများကဘာပေါ်မှာမိုးရွာရင်ရေပဲကျလာတာပါဒါပေမဲ့ကျွန်တော်တို့စัจ java လာတွေကစနေဂျိုညံ့ကြာတာပရိဂျိုပေါ်မှာတော့မူးရွာတဲ့အခါစိန်တွေရွာကြတာထင်ပါတယ်လေထူထဲမှာရှိတဲ့ကာဗွန်တွေဟာပြင်းထန်တဲ့ဖိအားကြောင့်စိန်ခဲတဲ့အဖြစ်ပြောင်းလဲသွားပြီးဂျိုပေါ်ကိုမိုးဆက်တွေရွာကြလာတာဖြစ်ပါတယ်